မှာရောင်းတဲ့အချိန်မှာလက်ဆောင်ပစ္စည်းလေးတွေကိုဘယ်လိုမျိုးလေးတွေပေးနိုင်လဲဆိုတာလေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဥပမာကိုကပစ္စည်းတစ်ခုရောင်းတဲ့အချိန်မှာဒီပစ္စည်းကိုသို့မဟုတ်လို့ရှိရင်ဒီ brand ကိုပေါ့နော်သတ်မှတ်ထားတဲ့ပမာဏထက်ပိုပြီးတော့ဝယ်တယ်ဆိုလို့ရှိရင်လက်ဆောင်ပစ္စည်းလေးတစ်မျိုးမျိုးပေးမယ်ဆိုတာမျိုးကိုသတ်မှတ်ထားလို့ရပါတယ်။ဥပမာဒီ customer ကဒီမိုက်ခရိုဖုန်းလေးဝယ်တယ်ပေါ့နော်အဲ့တော့ဒီမိုက်ခရိုဖုန်းက10ခုနဲ့အထက်ဝယ်ခဲ့တယ်10ခုနဲ့အထက်ဝယ်တယ်ဆိုလို့ရှိရင်ဒီမိုက်ခရိုဖုန်းကို10ခုနဲ့အထက်ဝယ်တယ်10ခုနဲ့အထက်ဝယ်တဲ့အခါမှာသူ့ရဲ့စုစုပေါင်းပမာဏက9သိန်းကျော်သွားတယ်9သိန်းကျော်သွားတဲ့အခါမှာဆိုလို့ရှိရင်ပန်ကာလေးလက်ဆောင်ရမယ်ဆိုတာမျိုးလေးကိုသတ်မှတ်ထားလို့ရပါတယ်အခုဒီ N31 ဆိုတဲ့မိုက်ခရိုဖုန်းကတစ်လုံးကို9000နဲ့2000 10လုံးဝယ်လိုက်မယ်9သိန်းနဲ့2000ဒါဆိုလို့ရှိရင်သူဝယ်တာဒီပစ္စည်းတစ်မျိုးတည်းပဲဝယ်တယ်သတ်မှတ်ထားတဲ့ပမာဏ9သိန်းနဲ့အထက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာပန်ကာတစ်လုံးလက်ဆောင်ရတယ်ဆိုတဲ့ဟာကိုစစ်ဆန်ကနေပြီးတော့အလိုအလျောက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဒီလိုမျိုးလက်ဆောင်ပစ္စည်းပေးတဲ့ဟာတွေကိုဘယ်အချိန်လိုမျိုးတွေမှာအသုံးပြုနိုင်လဲဆိုလို့ရှိရင်ကိုကလူသိများပြီးတော့ရောင်းအားကောင်းတဲ့ပစ္စည်းတွေကိုဝယ်ယူတဲ့အချိန်မှာကိုရဲ့လုပ်ငန်းကနေပြီးတော့အသစ်ဖြန့်ဖြူးတယ်ဒါမှမဟုတ်လို့ရှိရင်ထုတ်လုပ်လိုက်တဲ့ပစ္စည်းအသစ်တစ်မျိုးကိုဒီဈေးကွက်ထဲမှာလူသိများစေခြင်းတဲ့အချိန်မျိုးတွေမှာအသုံးပြုနိုင်တာဖြစ်ပါတယ်ဒီလိုမျိုးအသုံးပြုတဲ့အခါမှာဆိုလို့ရှိရင်ဘသူ့ကိုတော့လက်ဆောင်ပေးလိုက်တယ်ဆိုတဲ့ဟာတွေကို manual မှတ်နေစရာမလိုတော့ဘဲနဲ့ system ကသူ့သတ်မှတ်ထားတဲ့ rules နဲ့ကိုက်ညီတယ်ဆိုလို့ရှိရင်လက်ဆောင်ပစ္စည်းကိုအလိုလျောက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ manual လောက်ရတဲ့အလုပ်တွေကိုလည်း short ချနိုင်မှာဖြစ်ပါတယ်။ manual တွေ short ချနိုင်တဲ့အတွက်ကြောင့်မလို့အမှားတွေကိုလည်း short ချနိုင်မှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။တကယ်လို့ EFP Nails ကိုအသုံးပြုခြင်းနဲ့ဆိုလို့ရှိရင်တော့ကျမတို့ Business Central Network ကိုဆက်သွယ်နိုင်ပါတယ်။